ပြည်နယ်ပြည်နယ်ပြည်နယ်တိုင်းမှာလဲရတဲ့ကျေတဝက်မရတာနော်အကိုကကျေ3ကျေရခဲ့ဟာဘာကျေနေလဲ ဘာကျေနေလဲဘူးကျေတယ်ပါဇက်ကျေတယ်ပြီးမှဖင်းကျေဖင်းကျေရင်သွားဟိုကားလမ်းမှာပါဂိတ်ဘွားမှာသတ်စားမေးနော်အားဖင်ကောက်ပေးလိုက်အဲ့ဒါကြောင့်ကျွန်တော်တို့လေးဝင်းတစ်ခိုင်းဆိုတဲ့ကောက်ပွဲလေးနဲ့ဒါကျွန်တော်ညီမငယ်လေးနဲ့တွတ်ဖတ်ပြီးတော့အော်အတားအပေလို့ဆရာနှစ်ပါးသွားမဆိုတော့ကောက်ကလေးနေတယ်ဒီတစ်ချင်းကတော့ဒါအားလုံးသိကြတဲ့အတိုင်းချစ်စွဲဘုရားတွန်သေးသေးနဲ့ချစ်စွဲဆိုနာမည်ကြီးအဲ့တော့ချစ်စွဲရဲ့တစ်ချင်းကိုဘာလဲမောက်ကိုဘယ်သူမှမကြည့်ရပါဘူးဆိုတဲ့တစ်ချင်းကိုဒါကားပွဲလေးထွင်လာတာအပေအောင်မဆိုင်ကြတော့ဒါကိုလေးပွင့်တစ်ခါလို့ခေါ်တယ်ကဲတားကြည့်အောင်မမေချွေဘင်္ဂလေးပါရီတဲ့တကယ်မြန်လို့ချစ်တယ်လို့မမေနဲ့တော့ဝဲမမေချွေဘင်္ဂလေးဝါရီတဲ့တကယ်မြန်လို့ချစ်တယ်လို့မမေနဲ့တော့ဝဲရုံးဆွေးခြင်းမိုးအတန်တို့နဲ့ဆွေကိုလေးတွေရုံးဝဲတယ်ကိုရမမချီပါဘူးကွယ်မင်းနာထုံးမဲ့ကောင်မဟေးဒီမီလေးကောမလေးဒီကထုံးမယ်လေအောက်ဆုံးမလိုက်လမ်းဆုံးလာလိုက်အခုမှဟောလေနေမင်းလာမောက်လို့ပြောတာနေပါနေဘလို့ပါဝါလာပြန်နေပါကမလို့လည်းနေမင်းလာမောက်ဆိုသူမမောနေလာမောက်ခိုင်နေပါငါပါကောင်းတယ်လို့ဒီပါကောင်းလေငါကောင်းတယ်လို့လေပါကောင်းလေအကောင်းသိမောငါပဲဟဲ့ကောင်ဒီစက်တယ်မှာအားကိုပါကောင်းထင်းနေဆိုအားကောင်းလေဒီစက်မှာငါအောက်စီဆိုတာဤစောက်တယ်ကဲမောင်းလိုက်ကဲကောင်မလေးမင်းသားတို့ခန်းလိုက်လားမင်းသားတို့ခန်းလိုက်လားမင်းသားတို့ခန်းလိုက်လားဗောလေငါတို့ထိုးရောနေမပေးနဲ့ငါမေးကြည့်ကဲကောင်မလေးတွေမင်းသားတို့ခန်းလိုက်လားလူချင်းတော့ထိုးရင်ရောမခံနိုင်ပါဘူးလို့ငါကိုယ်တည်းငါသိတယ်နေမင်းခန်းလို့မသာရောက်ဆက်လာဖိတ်ခိုင်းတယ်နော်ကောင်မလေးတွေကပြောတယ်ကိုကျော်ကျွန်တော်ထိုးရင်ခံနိုင်တယ်တဲ့ကျွန်တော်တော့မယုံဘူးဘာဖြစ်လဲကျွန်တော်တကူထုံးလို့သူတကူပြသွားလို့ရှိရင်နော်ကျွန်တော်ပဲရေချိုးရမှာဟုတ်လားကျွန်တော်ကလေးတွေနော်အဲ့တော့ကောင်မလေးတွေမင်းသားထိုးရင်ခံနိုင်လားမခံနိုင်လားဆိုတော့နည်းနည်းစမ်းကြည့်လိုက်မယ်စမ်းကြည့်လိုက်မယ်နော်ဟိုင်အရင်ရမလုံးနဲ့ဘာဖြစ်လို့လဲမတော်ခင်စဉ်းစားတော့ကြာထိုးလိုက်လို့တခုခုဖြစ်သွားရင်မဟုတ်ဘူးတခုခုဖြစ်သွားရင်တော့တယ်နှစ်ခုသုံးခုဖြစ်သွားရင်ပြဿနာဆွေးအောင်နော်ကျွန်တော်စမ်းကြည့်လိုက်မယ်ကဲလာပြီဘယ်ကတော့ဒီမဲ့ချက်စက်ခုံတစ်ချက်လာပါဘာလို့လဲစက်ခုံမှာရိုက်ထားတဲ့တန်လေးကိုကောင်မလေးတွေပလျာနဲ့ဆွဲနှောက်နေတယ်ဟဲ့အဲ့ဒါဘယ်လိုနှောက်လဲတစ်ချက်လောက်လုံးငါမောက်ပြရမလားတစ်ချက်လောက်လုံးကြည့်လိုက်မလာနဲ့တော့မိန်းကလေးတွေနှုတ်တဲ့တန်ကိုမျိုးကြော်တူနဲ့ပြန်ရိုက်ထည့်နေပါပြီဟဲ့ကောင်ဒီကိခံနိုင်တယ်နော်ကြောက်ရှော့မပါပြုတ်ဟဲ့မဟုတ်တာဘာလို့တော့ငပိကိုလည်းပြုတ်ကြမှာဟောကိုမခရော
ဘာဖြစ်တော့လဲကွာ အဲ့ဒီမှာဟာတော့ဟိုတော့ပြောက်ကြပါတော့ဖစမဖစအမ် မပြီးတော့ကြတော့နည်းနည်းကိစ္စတော်ကြနေနှာခေါင်းကြီးပြင်ကြတဲ့ညက်ကြံခဲ့အောင်များ ဘာမလောက်နိုင်ဒီနေရာမှာရွှေကိုးလေးတို့ကနေရွှေကိုးလေးကိုပရိသတ်ကချစ်ပြီးသားကမိုးလို့ပြောနေကြတာအောက်ကြလေးရွှေကိုးလေးဆိုရင်ဗာလဲရွှေကိုးလေးဆိုရင်ဒါရွှေကိုးလေးကကျဲမကျဲ အော်တဲမတဲ ကိုမင်းပတဲ့လာမလာကိုမင်းပတဲ့တယ်လာမလာအော်ငါကိုဆိုရင်လေကျဲမကျဲလူစတော်ပွေးကြကျဲမကျဲချိန်မိုးကိုလည်းကျဲမကျဲ ချင်းမချင်း အမျိုးကျော်ပြုံးမပြုံးပြုံးမပြုံးဆိုတာပေါ်ပြောတာမဟုတ်ဘူးပြုံးမပြုံးဆိုတာအလောတေတော့မယ် နော်ကဲကောမလေးတွေပေါ့လားမင်းကထုံးမယ်နော် လာပြီလဲမတစ်ခိုင်မှာလောက်ပြန်ပြီမောင်နေဒီကောင်တော့ဒီကောင်ကိုစောနေဦးဒီမှာတက်မှာဦးငါခေါ်လိုက်မယ်နော်လက်ကောက်တန်လေးမမရိတ်တန်လက်ကောက်တန်အားပဲကဲဟဲ့လောက်အားမရှိအားနေ တစ်ခါမှဒီလိုမဖြစ်ဘူးအနောက်ဆက်ရှိတာကိုကျင်းမို့ ငါကြည့်တာတခါမှဘာမှမဖြစ်ဘူးဘာလဲမင်းရကမင်းလူပါဝါလာလား ဘယ်သူနဲ့ရန်သွားဖြစ် ဒါ ပြန် ကမှစဉ်းလာခဲ့ စားတဲ့တဲမလာ ဘာမှဖြစ်လာစဉ်းလာခဲ့ ဘာလဲ အခုသမင်းဆွဲချုပ်ပြီးစပင်းဆွဲတော့ပြရလို့ပြေတော့မှာ ဖြစ်ပြန်ပြီလေ ဟိုမလေး အမလဲ ပေါင်းတိုင်ထိတ်မှာငါ့ကိုအိမ်မြောင်ပြပြပြရတယ် နေအိမ်ပြောင်းမဲနိုင် ကဲကြောက်ဟဲ့ ဒါပြီအကြနားလာ